မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓညတင်တင်ဆက်မစစ်စင်ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးရမယ့်သတင်းတွေကတော့မဂျာယန်ဒေတာရှိပြည်သူတွေတန်ဆိုင်ခင်းတစ်ဖန်ပြန်လဲလုတ်ကင်ဖို့စတင်နေပြီဖြစ်တဲ့တဲ့နဲ့တခြားတော့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်ကျွန်မအခုမှစင်ပါရှင်ကဲရောရှိပိုင်းတိုင်းမဂျာဒေတာရှိမိုင်ဘတ်ရောသားတွေဟာတရုတ်နေဆက်ကိတ်ဖြစ်တဲ့လွယ်ကျဲကိတ်ကိုတရုတ်အစိုးရမှပြန်လည်ဖွင့်လှစ်လိုက်ပြီးနှစ်ဖက်ကုန်ပစ္စည်းတွေကိုတင်သွင်းနေပြီဖြစ်တာကြောင့်တရုတ်ဘက်မှကြံရောင်းဝယ်ရေးကုမ္ပဏီများနဲ့ချိတ်ဆက်ပြီးလုပ်ငန်းပြန်စဖို့စီစဉ်နေပြီဖြစ်ကြောင်းမိုင်ဘတ်ရောသားတွေထံမှသိရှိရပါတယ်။ကြံဆိုင်ခင်းလုပ်ပြီးတရုတ်ပြည်ဘက်ကြံကိုဈေးကောင်းကောင်းနဲ့တင်သွင်းနိုင်ဖို့ပြီးခဲ့တဲ့နိုဝင်ဘာလ19ရက်နေ့ကစပြီးကြံဝယ်ယူတဲ့တရုတ်ကုမ္ပဏီတွေနဲ့စာချုပ်အကျစ်ပြန်လည်ချုပ်ဆိုဖို့ဆွေးနွေးတာတွေလုပ်နေကြောင်းမိုင်ဘတ်ရောသားသူကပြောပါတယ်။မိုင်ဘတ်ရသွားတွေဟာလွန်ခဲ့တဲ့2019-2020ခုနှစ်ကလိုနေဆက်ကိတ်တွေပိတ်သွားလို့ရှိရင်ကြံတင်သွင်းမှုကိုတာဝန်ယူမှုရှိမှကြံစိုက်ခင်းကိုလုပ်ဖို့စသည့်အချက်လက်ပါစာချုပ်ကိုတရုတ်ကုမ္ပဏီတွေနဲ့လက်မှတ်ထိုးစာချုပ်ချုပ်ဖို့ဆွေးနွေးညှိနှိုင်းနေတာဖြစ်ကြောင်းသိရပါတယ်။ကိုဗစ်ရောဂါကြောင့်မိုင်ဘတ်ရသားတွေဟာကြံစိုက်ခင်းအရှုံးပေါ်ပြီးစာဝတ်နေရတဲ့အခက်အခဲကို3နှစ်နီးပါးကြုံတွေ့ခဲ့ရတာဖြစ်ပြီးဒီခုချိန်တရုတ်အစိုးရမှနေဆက်ကိတ်တွေကိုပြန်လည်ဖွင့်ပေးလိုက်တာကြောင့်ကြံစိုက်ခင်းကိုအဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်လုပ်ကိုင်နေတဲ့မိုင်ဘတ်ရွာသားတွေအတွက်မျှော်လင့်ချက်ပြန်လည်ရရှိလာပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်ဖက်ကန်ရှိစစ်ကောင်စစ်တပ်များမှပြည်သူတွေထံမှလိုင်စင်မဲ့မော်တော်ကားတွေကိုဖမ်းဆီးတိမ်းထားတဲ့မော်တော်ကားအချို့ကိုဖျက်ဆီးလိုက်ကြောင်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကောင်စီမှမော်တော်ကားတချို့ကိုမီးရှို့အချို့တော့ဘက်ဖိုးတုံးဖျက်ဆီးပြီးပစ္စည်းအကျိုးပဲ့တွေကိုမြေမြုပ်ပစ်တာတွေတွေ့ရှိတယ်လို့သိရပါတယ်။ဖမ်းဆီးထားတဲ့မော်တော်ကားတွေကိုပြည်သူတွေကလိုင်စင်ပြန်လုပ်တန်ငွေရိုက်ပြီးပြန်ရွေးယူခိုင်းမှာကိုလိုလားပေမဲ့စစ်ကောင်စီမှအခုလိုမော်တော်ကားချို့ကိုဖျက်ဆီးလိုက်တာကြောင့်ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်းမျက်မြင်ကိုတွေ့ပြည်သူတို့ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလစံပိုင်မှာစပြီးစစ်ကောင်စီတပ်မှကချင်ပြည်နယ်မြစ်တနာဗမော်ဖက်ကန်ဒေတာတွေမှာလိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုဖမ်းဆီးကာဖက်ကန်ဒေတာမှာကားအစီး60ကျော်ကိုယခုချိန်ထိတင်စီထားကြောင်းကိုလည်းသိရှိရပါတယ်ရှင်။စစ်ကောင်စီတပ်မှကချင်လူထုရေးတပ်မဟုတ်ဗဟိုဌာနချုပ်နေမြဘက်ယခုရပ်ပိုင်းအတွင်းလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုတွေခက်စိတ်စိတ်လှုပ်ဆောင်နေပြီးလက်နက်ကြီးပစ်ခတ်မှုတွေလည်းဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ဒီဇင်ဘာလ20ရက်နေ့မနက်12နာရီခန့်တွင်မန္တလေးတံတားဦးလေတပ်စခန်းမှာဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် KIA ဗဟိုဌာနချုပ်နေမြဖြစ်တဲ့စိန်မိုင်ပါကျေးရွာနီးဝန်းကျင်တွင်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ19ရက်နေ့တွင်လည်းခါယာဘုံနဲ့ဘုံရဲဘုံတွေတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စစ်တပ်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေခဲ့ပြီးမုံလိုက်ခဲ့ကျေးရွာအနီးနဲ့ဝဲကြိုင်ဘုံတောင်တဝိုက်ကျပောက်ကွဲခဲ့ကြောင်းသိရပါတယ်။ထို့အပြင်ဒီဇင်ဘာလ18ရက်နေ့မနက်တနာရီခန့်တွင်လည်းတံတားဦးလေတပ်စခန်းကနေဂျက်တိုက်လေယာဉ်နဲ့စီးဖြင့်စိန်မိုင်ပါကျေးရွာအနီးဝန်းကျင်ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့တစုံတရာထိခိုက်တာတွေမရှိဘူးလို့သိရပါတယ်။စစ်ကောင်စစ်တပ်မှလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်တာတွေနဲ့အယက်သားရှိရာကျေးရွာနီးကြပောက်ကွဲတာတွေရှိလာတာကြောင့်ဒေသခံတွေစိုးရိမ်နေကြတယ်လို့လည်းသိရှိရပါတယ်ရှင်။ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှပြရှလန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။